လာပါရှင်ဒီနေ့မှာတော့ပေါ်နဲ့ကျမကပြောချင်လေးရှိလို့ဗီဒီယိုလေးကိုတင်လိုက်တာပဲဖြစ်ပါရဲ့။ဘာပြောရမှာလဲဆိုလို့ရှိရင်လေပေါ့နော်ကျမကိုပေါ့နော်မသိတဲ့ဟာရှိလို့ရှိရင်မေးလို့ရပါရဲ့လို့အများကြီးပြောမှာနော်။ဟိုဟာပေါ့နော်အားပေးကြပါအောင်လို့ပြောကျမအားပေးတဲ့သူနည်းနည်းပဲရှိလို့ပါလို့တောင်းပန်ပါတယ်။အဲ့ဒါမို့လို့အားပေးကြပါအောင်လို့ပြောကျမရှင်။ဟုတ်ကဲ့ပေါ့နော်ဟိုဘာပြောနေတာလဲဆိုလို့ရှိရင်ဟိုဟာဗာလဲအားလည်းတိတ်မပေးရသူကလည်းတိတ်မများဘူးပေါ့နော်အဲ့ဒါနည်းနည်းပဲရှိရယ်ဟိုနောက်ကြရင်လည်းအားနေအများပေးကြပါဦးပြောချင်ပါရှင့်ဟုတ်ကဲ့ပါဟိုဘာလဲပြီးတော့မသိရတာရှိလို့ရှိရင်မေးလို့ရပါတယ်ပေါ့နော်ဟိုတယောက်ဆိုလို့ရှိရင်ပေါ့နော်ရေးကြည့်အောင်လုပ်နေလေးကိုကျမဖြည့်ပေးထားပါတယ်လို့မကြည့်ရသေးရင်လည်းကြည့်ပေးကြပါဦးရှင့်ဟုတ်ရေးကြည့်အောင်လုပ်နေလေးကိုပေါ့နော်ဟိုကောင်မလေးကြောက်ကမိသားရေးကြည့်အောင်ဘယ်လိုလုပ်ရလဲဆိုလို့ပေါ့နော်ရေးကြည့်အောင်လုပ်နေလေးပါတင်ပေးထားပါရဲ့ရှင့်မသိတဲ့ဟာဆိုလို့ရှိရင်မေးလို့ရပါရဲ့နော်မတွေ့လို့ရှိရင်တွေ့အောင်ရှာပြီးတော့ဖြည့်ပေးမယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့ဒါမလို့ပါရှင့်ကျမကိုလည်းအပေးကြပါဦးလို့အကုန်လုံးကိုပေါ့နော်အမကိုကျမကိုကြောင်မလုပ်ပေးသူ့ကြောင်လုပ်ပေးရလို့ဆိုလို့ရှိရင်လည်းကျမလုပ်ပေးမှာပေါ့နော်အဲ့ဒါမို့လို့ပါလုပ်အပေးကြပါဦးလို့ပြောကျမရှင့်ဒါလေးကတော့ဒီဗီဒီယိုလေးတင်လိုက်တာကတော့စကားပြောဖို့ပဲဖြစ်ပါတယ်မသိဘူးဘာမှမသိဘူးဆိုလို့ရှိရင်မေးလို့ရတယ်နော်ကွန်မန့်မှာရေးခဲ့ပါဟိုဟာမိုးရအောင်မလုပ်တတ်တဲ့သူတွေလို့တခြားမလုပ်တတ်တဲ့သူတွေလို့လည်းပြောလို့ရပါတယ်လို့ဗာလေဟင်းချောက်လုံးနေလို့လည်းဗာအကောက်ဖွင့်နေလို့အဲ့လိုလေးလည်းပြောလို့ရပါတယ်နော်ကျမမသိဘူးကျမမသိဘူးမေးရဟာဆိုလို့ရှိရင်တော့ကျမမသိဘူးလို့ပြန်ပြီးတော့ဖြေပေးမယ်ပေါ့နော်အားလုံးကိုကြည့်ချပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုလေးမှာလည်းဒီမျိုးစိတ်ဝင်စားစရာစာကူရာပုံမြင်လေးတွေအပတာပုံမြင်လေးတွေကြည့်ရှင်တော့ like and subscribe လုပ်ဖို့မမေ့ကြပါနဲ့ဦးနော်အားလုံးပဲ bye bye ပါ